ပြီးခဲ့တဲ့ဧပြီလ22ရက်အင်္ဂါနေ့ကအိန္ဒိယနိုင်ငံရဲ့ပါကစ္စတန်နဲ့ထိစပ်နေတဲ့ကက်ရှ်မီးယားဒေသမှာခရီးသွားဧည့်သည်တွေကိုစစ်သွေးကြွတွေကပစ်ခတ်တိုက်ခိုက်လို့ခရီးသွား26ယောက်သေဆုံးခဲ့ရပါတယ်။အိန္ဒိယအနေနဲ့ပါကစ္စတန်ကိုတိုက်ရိုက်မဆွဆွဲတော့လဲဒီကိစ္စဟာနယ်စပ်ဖြတ်ကျော်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ခုလိုနယ်စပ်အခြေအနေတင်းမာချိန်တိုင်းလိုပဲအိန္ဒိယဟာအိန္ဒုရေအရင်းမြစ်သဘောတူစာချုပ်ကိုသူ့ဘက်ကရပ်ဆိုင်းကြောင်းကြေညာခဲ့ပါတယ်။တက်တန်း64နှစ်ကြာရှိတဲ့ဒီသဘောတူစာချုပ်ဟာအိန္ဒုမြစ်ဝှမ်းလွင်ပြင်လို့ခေါ်တဲ့မြစ်6သွယ်ကိုနှစ်နိုင်ငံကြားဘယ်လိုမျှဝေသုံးစွဲကြမလဲဆိုတာကိုသတ်မှတ်ထားတာမျိုးပါအိန္ဒုမြစ်ဝှမ်းဒေသဟာပါကစ္စတန်အတွက်အရေးပါတယ်ဆိုရုံမဟုတ်ပဲဒီမြစ်ဝှမ်းစနစ်မရှိရင်မရှင်သန်နိုင်တဲ့ပုံစံမျိုးပါပါကစ္စတန်စိုက်ပျိုးမြေတွေရဲ့80%ဟာဒီမြစ်ဝှမ်းဒေသကိုမှီခိုနေရပြီးနိုင်ငံ GDP ရဲ့25%ကိုအထောက်အကူပြုနေတာပါဒါကြောင့်အိန္ဒိယကသာသဘောတူစာချုပ်ရပ်ဆိုင်းပြီးမြစ်ဖျားပိုင်းကနေပိတ်ဆို့လိုက်တာမျိုးတွေလုပ်ခဲ့ရင်ပါကစ္စတန်အတွက်ရေရင်းမြစ်အကျက်ရိုက်မဲ့အခြေအနေဖြစ်ပါတယ်ဒါကြောင့်ဒီလိုသဘောတူညီချက်ရပ်ဆိုင်းခြင်းဆိုရင်သူတို့ဘက်ကလည်းကက်ရှ်မီးယားဒေသအပြည့်ခတ်ရပ်စဲရေးနယ်စပ်မြင်းသဘောတူညီချက်ဖြစ်တဲ့စင်မလာသဘောတူညီချက်ကိုရပ်ဆိုင်းမယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒါ့အပြင်အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံလုံးကနှစ်ဖက်တန်တမန်တွေကိုအပြန်အလှန်နှင်ထုတ်ခဲ့ကြပြီးပြည်ဝင်ခွင့်ပေးတာတွေရပ်ပစ်ခဲ့ပါတယ်။ဒီလိုနဲ့နှစ်နိုင်ငံကြားပိုတင်းမာလာရင်ကမ္ဘာမှာနောက်ထပ်စစ်မျက်နှာပြင်တစ်ခုထပ်တိုးလာမှာအားလုံးကစိုးရိမ်နေကြပါတယ်။